ကဲဆိုတော့ကျွန်တော်ခရစ်စမတ်အကြောင်းနဲ့ယေရှုခရစ်နဲ့ခရစ်စမတ်နဲ့ယုံကြည်သူရဲ့အကြောင်းကိုကျွန်တော်ရဲ့ယုံကြည်ချက်ကျွန်တော်ရဲ့ခံယူချက်ပေါ့ကျွန်တော်ပြောချင်တာဘာလဲဆိုလို့ရှိရင်တော့ချို့တော်သူတွေကယေရှုခရစ်ကိုခရစ်စမတ်ကိုမလက်မခံတဲ့လူတွေရှိတယ်ပြီးတော့လက်ခံတဲ့လူတွေရှိတယ်ယုံကြည်သူထဲမှာဆိုလို့ရှိရင်တော့လက်ခံတဲ့လူကများပြီးတော့လက်မခံတဲ့လူကနည်းတယ်ဒါပေမဲ့လောကလုံးမှာပြောမယ်ဆိုလို့ရှိရင်တော့လက်မခံတဲ့လူတွေကလည်းပုံများတယ်ဗုဒ္ဓမွတ်စလင်လက်မခံဘူးယေရှုခရစ်နဲ့ပတ်သက်လို့ရှိရင်တော့သူတို့ကတစ်စက်မှလက်မခံဘူးပြီးတော့တနည်းအနိစ္စဆုံးယေရှုဆိုတဲ့နာမည်ကိုခံရင်တော့သူတို့လုံးဝလက်မခံဘူးယေရှုကအလင်းဖြစ်တယ်ဆိုတော့ယေရှုကအလင်းဖြစ်တယ်ဆိုတော့သူတို့ရဲ့အလင်းကိုမျက်စောင်းထိုးလို့တောင်မှသူတို့ကမထိုးရဲဘူးသူတို့ဆန့်ကျင်တယ်လုံးဝဆန့်ကျင်တယ်ဆိုတဲ့ကြောင့်ယေရှုခရစ်နဲ့ပတ်သက်တဲ့တင်ဂီတာတစ်ခုပဲဖြစ်လက်မခံဘူးပြီးတော့ဘာကြောင့်လက်မခံလဲဆိုလို့ရှိရင်တော့သူတို့ကိုဘယ်လိုနည်းနဲ့ဖျက်ဆီးမလဲတားမလဲတားဆီးမလဲနှိမ်နင်းမလဲဆိုတာပဲသူတို့ကစဉ်းစားတယ်ဆိုတော့အဲ့ဒီအဲမှာလဲကျွန်တော်ယုံကြည်သူအချင်းချင်းဖြစ်တယ်ယုံကြည်သူအချင်းချင်းအဲမှာဆိုလို့ရှိရင်တော့အဲ့ဒါကဘာကြောင့်ယေရှုခရစ်ထဲကနေ quality မပြည့်နိုင်တာလဲဆိုလို့ရှိရင်ကျွန်တော်ကအပြစ်ရှိလို့ဖြစ်တယ်အပြစ်ကဘယ်ဟာကိုတွားပြီးတော့ဥတီလဲဆိုလို့ရှိရင်တေချင်းတရားကိုဥတီတာဖြစ်တယ်တေချင်းတရားကိုဥတီတဲ့အတွက်ကြောင့်ယေရှုခရစ်နဲ့လုံးဝ quality မပြည့်နိုင်ဘူးတရားရခိုင်နှုန်းမပြည့်စုံနိုင်ဘူးဘာဖြစ်လဲတွေးမယ်ဆိုလို့ရှိရင်တော့ယေရှုခရစ်ကိုတစ်ဆက်တွေးပြီးတော့ဟိုဘက်မှာတနာရီလောက်လောကအတွက်တွေးနေပြီပြောချင်တာယေရှုခရစ်အတွက်လုံးဝအတွေးအခေါ်ဖြစ်အမြင်အဖြစ်လဲတော်လကောင်းစစရရအဖြစ်တော်လကောင်းလုံးဝမပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကအပြစ်ဖြစ်တယ်အပြစ်ရှိတဲ့အခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်ယေရှုခရစ်နဲ့ယေရှုခရစ်ဖက်မှာကျွန်တော်ပါတယ်ဆိုပြီးမဲ့ပြောရင်နဲ့ယေရှုခရစ်ကိုဘလို့တဆနဲ့ဖဲသွားတယ်တကယ်လို့များကျွန်တော်ဟာယေရှုခရစ်ကိုယုံပါတယ်ဆိုပေမဲ့ကျမ်းစာဖတ်ရင်းနဲ့ကျမ်းစာနဲ့လွဲတာတကယ်လို့များကျွန်တော်ဟာခွင့်လွတ်တတ်ပါလေဆိုပြီးတော့ဒေါသထွက်တာအဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ယေရှုခရစ်နဲ့ quality မပြည့်တဲ့အခါကျတော့ဘလို့ဖြစ်မယ်ကျွန်တော်မတိမတာကျွန်တော်ကတောင်မှယေရှုခရစ်နဲ့ဝေးနေတာဆိုတော့ကျွန်တော်ယုံကြည်သူအဲမှာလည်းအဲ့လိုမျိုးရှိတယ်တကယ်လို့များတချို့သောသူတွေကယေရှုခရစ်နဲ့ပတ်သက်တယ်ဆိုပြီးတော့မတိတော့ဘာသာစကားပြောတယ်ဆိုတော့အဲ့ဒီဟာလဲကျွန်တော်လက်ခံလားဆိုလက်မခံဘူးဆိုတော့လက်ခံတဲ့လူရှိလားရှိတယ်ဒါပေမဲ့သူတို့ကယေရှုခရစ်ချင်းအဖြစ်တန်ရှင်တော်ဝင်တော်ချင်းအဖြစ်လုပ်တဲ့အတွက်ကြောင့်သူတို့ကနားထဲမှာသူတို့မတိတော့ဘာသာစကားနားထဲမှာမဝင်ဘူးဘလို့နဲ့မှမဝင်နိုင်ဘူးဒါပေမဲ့သူတို့ကလုပ်တဲ့အတွက်ကြောင့်ကျွန်တော်ကန့်ကွက်လာတစ်စက်မှကျွန်တော်မကန့်ကွက်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့လည်းယေရှုခရစ်အတွက်နဲ့လုပ်တာတချို့သောသူတွေကโอเคဆိုရှင်ဝေးမြတ်ပြောမဲ့အစားခရစ်စမတ်အကြောင်းပဲတပြောချင်တယ်ဆိုတော့ယေရှုခရစ်နဲ့ပတ်သက်ရင်တော့အများကြီးဖယ်ပြီးတော့တပိုက်ပြောမယ်ဆိုလို့ရှင်ပြောလို့မကုန်ဘူးအများကြီးရှိတယ်ဒါပေမဲ့ခရစ်စမတ်အကြောင်းပဲကျွန်တော်ပြောပြချင်တယ်ဆိုတော့ခရစ်စမတ်ကြတော့
Muslim တွေဗုဒ္ဓဘာသာတွေကြတော့လက်ခံလားဆိုတော့လက်တော့မခံဘူးဒါပေမဲ့မရှုတ်ချဘူးပြီးတော့အပြစ်လို့မမြင်ဘယ်လိုပြောမလဲဆိုတော့မစော်ကားဘူးသူတို့ရဲ့ယုံကြည်ခြင်းသူတို့လုပ်ပါစေဆိုတဲ့ဟာမျိုးဖြစ်တယ်မွတ်စလင်ကြတော့ပြင်းပြင်းထန်ထန်ကိုကန့်ကွက်တယ်လောကတိုင်းလည်းမရဘူးဘာမှလည်းမရဘူးယေရှုခရစ်နဲ့ပတ်သက်ရင်တော့လုံးဝတစ်စက်ကိုမရတာပြီးတော့ဆိုတော့ပြောချင်တာကဘာလဲဆိုလို့ရှင်တော့ကြည့်အိုဘာမာက Merry Christmas ဆိုတာလည်းသူတို့ကမကြိုက်တော့ Happy Christmas တောင်က holiday တခုတကယ်ဘယ်လိုပြောမလဲတမန်နေ့ပျော်ရွှင်တဲ့နေ့ရက်လို့ပဲတတ်မှတ်တယ်အဲ့လိုမျိုးပြီးတော့လုံးဝယေရှုခရစ်နဲ့ပတ်သက်ရင်တော့မတိမတာဖျက်ဆီးပေးတာအဲ့လိုမျိုးလဲကျွန်တော်ယုံကြည်သူမှရှိလားဆိုရှိတယ်ခရစ်စမတ်ကိုလုံးဝဆန့်ကျင်လားဆိုတာရှိတယ်တကယ်ဆိုလို့ရှင်တော့မွတ်စလင်တွေထက်တောင်မှပိုဆိုးတယ်မွတ်စလင်တွေထက်ကခရစ်စမတ်မကြိုက်ဘူးဆိုတာပဲအဲ့လောက်ပဲပြောမှာဒါပေမဲ့ကျွန်တော်ယုံကြည်သူထဲမှာခရစ်စမတ်ကန့်ကွက်တဲ့လူကခရစ်စမတ်တိုင်းသူတို့ကခရစ်စမတ်ကန့်ကွက်တယ်ဒါပေမဲ့ယေရှုခရစ်မွေးဖွားတဲ့အကြောင်းသူတို့ပြောလားဆိုဘယ်တော့မှမပြောယေရှုခရစ်မွေးဖွားတဲ့အကြောင်းလည်းမပြောဘူးယေရှုခရစ်ကဘလို့မွေးဖွားတဲ့အကြောင်းကနာနာလည်းမပြောဆိုတော့ဘလို့မွေးဖွားလဲဆိုတာလည်းမပြောဘူးဆိုတော့မွေးဖွားတဲ့နေ့ရက်လည်းမပြောဘူးယေရှုခရစ်နဲ့မွေးဖွားတဲ့နေ့ရက်ကိုလုံးဝမပြောဆိုတော့သူတို့ကတိလားဆိုတော့တိတယ်တဲ့ဟာကတချို့သောသူတွေကလည်းရှိတယ်မွတ်စလင်ကတော့မပြောပါဘူးအိုဘားမားကလည်းတိကျကျမပြောဘူးဒါပေမဲ့ယုံကြည်သူတဲ့ယုံကြည်ပါတယ်ဆိုတဲ့ခရစ်ယာန်ဖြစ်ပါတယ်ဆိုတဲ့လူတွေကဘာလဲဆို25ရက်နေ့မှာယေရှုခရစ်မမွေးဖွားဘူးဆိုတဲ့လူလည်းရှိတယ်အဲ့လိုမျိုးဘသူမှလည်းဘယ်ချမ်းသာထဲမှာလည်းမတွေ့ဘူးဘယ်ပစတာမှမတွေ့ဘူး25ရက်မှာခရစ်စမတ်ယေရှုခရစ်မွေးပါတယ်ဆိုတဲ့ဟာမျိုးလည်းမပြောဘူးအဲ့ဒါမပြောတာကိုအဲ့လိုမျိုးဘယ်လိုပြောမလဲပစတာတွေကပြောတယ်ပြင်းပြင်းထန်ထန်ပေါ့ဘယ်ကျွန်တော်မွေးကလေးကိုက25ရက်မှာယေရှုခရစ်ရဲ့မွေးနေ့လုတ်ပေးတာပဲရှိတယ်မွေးနေ့ဆိုတဲ့ဟာကိုအတိအကျဘယ်သူမှမပြောပါဘူးခင်ဗျားလုပ်ချင်တဲ့နေရာလုပ်လို့ရတယ်အခုကျွန်တော်မွေးနေ့ကျွန်တော်ကမွေးနေ့လုပ်မယ်ဆိုလို့ရှင်တော့မတိတဲ့အတွက်ကြောင့်အတိအကျကျွန်တော်မတိဘူးဒါပေမဲ့မွေးနေ့ကတရက်တော့ခင်ဗျားမတိရင်လဲတရက်တော့ရွေးကိုရွေးရမယ်ဆိုလို့ကျွန်တော်က3လ20မှာကျွန်တော်ရွေးပြီးတော့ရှိတယ်မွေးနေ့လုပ်ရင်လည်းဒီအဲ့ဒီနေ့ပဲကျွန်တော်ကလုပ်မှာကျွန်တော်မသိတဲ့အတွက်ကြောင့်ဒါလူတွေကဒီလိုပဲတိမှတ်ပြုမှာကျွန်တော်လည်းဒီလိုပဲတိမှတ်ပြုမှာအတိအကျမသိဘူးပြောမယ်ဆိုလို့ရှင်တော့မွေးနေ့တိတယ်ဆိုဘယ်ချိန်မှာဆိုတာလဲလာအောင်မှာဘယ်ချိန်မှာဘယ်နာရီမှာလာအောင်မှာဘယ်ကာလမှာလာအောင်မှာအတိအကျတော့ဘယ်သူမှမသိနိုင်ဘူးပြောချင်တာဆိုတော့မိဘကပေးတဲ့မွေးနေ့လောက်ပဲသိမှာဆိုတော့ပြောချင်တာတော့ဘာလဲဆိုလို့ရှင်တော့အဓိကခရစ်စမတ်အကြောင်းကိုကန့်ကွက်တဲ့လူတွေကိုတော့ကျွန်တော်ပြောပြချင်တယ်အဲ့ဒါတွေကြတော့တကယ်မယုံကြည်သူတွေရဲ့အတွေးအခေါ်ပဲရပြီးတော့ခရစ်စမတ်ကိုကန့်ကွက်တာပဲဆိုတော့အဓိကခရစ်စမတ်ကန့်ကွက်တာဘာလို့လဲဆိုလို့ရှင်7 day ကန့်ကွက်တယ်7 day ကန့်ကွက်တယ်ပြီးတော့Methodist ကကန့်ကွက်တယ်ဒါယုံကြည်သူထဲကနေအဲ့ဒါကန့်ကွက်တာဖြစ်တယ်ဆိုတော့ဒါကြတော့ဘယ်လိုပြောမလဲဆိုတော့အဲ့ဒီကန့်ကွက်တဲ့အစားခရစ်စမတ်လုပ်ရင်လေခရစ်စမတ်လုပ်ရင်ငရဲသွားမယ်ဆိုတာမရှိဘူးသူတို့ကပြောတာလည်းမရှိဘူး
Christmas လောက်ရင်ခင်ဗျားတို့ငရဲသွားမယ်ဆိုတာတိတိကျကျပြောရဲတဲ့ဆိုလို့ရှင်ပြောအဲ့ဒါဆိုလို့ရှင်တော့ဘာသူမဆိုငရဲသွားရမယ်အလုပ်ကတော့ဖြတ်ချင်ဖြတ်မယ်လှုပ်ချင်မှမလှုပ်ဘူးတကယ်ပြောမယ်ဆိုတော့ Christmas ငရဲကနဲ့တားရတဲ့အလုပ်ကိုလုပ်ရမှာတကယ်ဆိုအဲ့ဖက်မှာမသွားနဲ့တိတ်မယ်စူးရှိတယ်မသွားနဲ့ပြတ်တတ်ပြောပေးနိုင်ရမယ်အဲ့ဒါမပြောနိုင်ဘူးဆိုလို့ရှင်တော့မပြောတာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချိန်ဒီခါမှာလူများတွေဝိုင်းလုံးမဲ့အလုတ်ကပါလဲဆိုလို့ရှင်ကဲတင်ချင်းအလုတ်တည်င်းကောင်းအလုတ်ဒါပဲအခြားခမယုံကြည်လို့မတိတော့ဘာသာစကားပြောတယ်ဆိုလို့ရှင်ဘသူပါပြောနိုင်တယ်ဘသူပြောနိုင်တယ်လူတွေအများကြီးပြောတယ်ကျွန်တော်လက်ခံလက်မခံဘူးကျွန်တော်ပြောလာမပြောဘူးဒါပေမဲ့မတိတော့ဘာသာစကားကန်ကွက်တဲ့လူရှိလို့ရှိရင်ကျွန်တော်လည်းပြောပြမှာဒါသူယုံကြည်ခြင်းနဲ့သူတို့အသက်ရှင်နိုင်လားရှင်နိုင်တယ်ပြောချင်တာကလူကိုငရဲမှာပို့စေတဲ့လမ်းကြောင်းပဲကျွန်တော်အသားရမှာကျွန်တော်ရဲ့တာဝန်ကဲလို့ခရစ်စမတ်နဲ့အကြောင်းနဲ့ဆိုပြီးတော့အများကြီးနှစ်တိုင်းရောက်တိုင်းခရစ်စမတ်ကာလမလို့တကယ်ဆိုလို့ရှိရင်တို့လည်းခရစ်စမတ်အကြောင်းပြောတာတကယ်ပြောမယ်ဆိုလို့ရှိရင်တနည်းအားဖြင့်ဒါပေမဲ့တို့ကြတော့ဟန်တာတဲ့အလုပ်ကိုလုပ်တယ်ခရစ်စမတ်ကာလရောက်တဲ့အတွက်ကြောင့်လူများတွေခရစ်စမတ်ပြောတော့မယ်ဆိုတဲ့အချိန်မှာတားတာတကယ်ပြောမယ်ဆိုလို့ရှိရင်မယုံလမ်းလွဲစေတဲ့အတွေးအခေါ်ကတို့မှရှိတယ်ခရစ်စမတ်လုပ်ချင်အဖြစ်အနှစ်သာရရဲ့အနှစ်သာရပြောမယ်အောင်မြင်ခြင်းကိုကျွန်တော်ပြောမယ်ပြီးတော့ကဲတင်ခြင်းအကြောင်းကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တုံးချက်ပဲများတော့မပြောဆိုတော့ခရစ်စမတ်လုပ်ချင်အဖြစ်ဘာရလဲဆိုလို့ရှိရင်ဖျားစကားများပြောတယ်ဖျားတခြင်းဆိုတယ်ချီးမွမ်းခြင်းတခြင်းဆိုတယ်ကိုယ်ကွယ်ခြင်းဆိုတယ်ယေရှုခရစ်ဖြစ်ပေါ်လာတဲ့အရာတွေဆိုတယ်ပြီးတော့လူတိုင်းပိုးပြကြဲပြန့်ယုံကြည်သူရောမယုံကြည်သူရောယေရှုခရစ်အကြောင်းကိုတခါတည်းပေါက်ကွဲတဲ့ပုံစံမျိုးအတန်ကျေလောင်တဲ့အတန်မျိုးပုံစံနဲ့သူတို့ကကြားနိုင်တယ်ဒါနံပါတ်1နံပါတ်2ကျတော့လွတ်လပ်လူတွေဖိတ်ခေါ်တယ်ခရစ်စမတ်ပွဲလုပ်ချင်တာဖြစ်ယေရှုခရစ်ရဲ့ချစ်ချင်းမြတ်တာကိုထင်ရှားပြပြီးတော့ကျွေးမွေးတဲ့အလုပ်လုပ်တယ်ပေးကမ်းတယ်စွန့်ကြဲတယ်ပြီးတော့လှူဒန်းတယ်ခရစ်စမတ်လက်ဆောင်အဖြစ်လုပ်တယ်ဒါဒုတိယအချက်တတိယအချက်ကပိုအရေးကြီးနေလို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ယေရှုခရစ်အကြောင်းပြောပြီးတော့မယုံကြည်သူလည်းလာတယ်ယုံကြည်သူလည်းလာတယ်နားထောင်ခြင်းလို့ပဲဖြစ်စားခြင်းလို့ပဲဖြစ်ခရစ်စမတ်လက်ဆောင်လည်းရခြင်းလို့ပဲဖြစ်လာပြီးတော့ယေရှုခရစ်အကြောင်းမွေးဖွားခြင်းအကြောင်းကယ်တင်ခြင်းအကြောင်းပြောတဲ့အခါကျတော့အပြစ်ကနဲ့ကယ်ချွတ်မိသူမွေးဖွားပြီးဆိုတဲ့တည်င်းကောင်းကိုပြောတဲ့အတွက်ကြောင့်မြန်မာပြည်မှာအများကြီးလူတွေပြောင်းလဲတယ်ကဲခရစ်စမတ်တားစီတဲ့လူကျွန်တော်ပြောပြချင်တယ်ခင်ဗျားတို့ခရစ်စမတ်တားစီလို့ဘာရလဲဘာရတယ်လဲကိုယ့်အနေကိုလည်းတိဆောက်ခြင်းမပေးနိုင်ဘူးခရစ်စမတ်တားစီလို့မယုံကြည်သူကြတော့သူတို့ဟာနဲ့သူတို့တားစီလို့ရတယ်တိဆောက်လို့ရတယ်ဒါပေမဲ့တိဆောက်တာဘယ်လိုတိဆောက်လဲဆိုလို့ရှင်ငါဖြက်စီလို့သူတို့ကငါတားပေးလို့ကျင်းတတ်တယ်အိုဘားမားကျင်းတတ်လားကျင်းတတ်တယ်အိုဘားမားအမြဲတမ်းခရစ်စမတ်ကန်ကွက်တယ်ကင်မရာဟာရစ်ကန်ကွက်လားကန်ကွက်တယ်မွတ်စလင်တွေကန်ကွက်လားကန်ကွက်တယ်အမေရိကန်မှာကန်ကွက်တယ်သူတို့ပြောလားပြောတယ်ကန်ကွက်လို့အိုမာကမာလေချာရီခတ်တေတော့မှာပွဲအကြည့်ကျအောင်ပွဲခံတယ်သူတို့ကမွတ်စလင်သူနေ့လည်းကောင်းပဲ
ခရစ်စမတ်ကိုကန့်ကွက်တဲ့လူတွေကတားဆီးနိုင်တယ်ဆိုတဲ့စိတ်နဲ့သူတို့လည်းအမြဲတမ်းအောင်ပွဲခံတယ်အမြဲတမ်းပျော်ရွှင်တယ်နှောက်ရှက်တတ်တဲ့လူကအနှောက်ရှက်ရလို့ကျင်းတယ်ခိုးတတ်တဲ့လူကသူ့ဟာခိုးပေးလို့ကျင်းတယ်အဲ့လိုမျိုးခိုးချင်းတတ်ဖြစ်ချင်းနှုတ်ယူချင်းနှောက်ရှက်ချင်းစုံစမ်းပေးတဲ့အရာတွေဟာနှောက်ရှက်တတ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်စာတမန်တွေကြတော့အယံဝမ်းတာတယ်အယံကျင့်တယ်ပြည်တိလည်းဖြစ်မှာပဲဆိုတော့ကျွန်တော်ယုံကြည်သူတွေကြတော့ကဲတင်ချင်းအကြောင်းပြောလို့ခရစ်စမတ်ရောက်တဲ့အချိန်မှာဒီဟာပေးဆက်ချင်းအဖြစ်ဒီဟာလုပ်ပေးချင်းအဖြစ်ကဲတင်ချင်းအကြောင်းပြောနေရတာခရစ်စမတ်အကြောင်းလက်ဆောင်ပေးနေရတာကျင့်တတ်တယ်ဆိုတဲ့အတွေ့အခေါ်ဖြစ်တယ်အက်စတာရဲ့အသက်တာအက်စတာမှာကြည့်အက်စတာမှာဆိုလို့ရှိရင်တော့အေဒတာမှာဆိုလို့ရှိရင်ယူဒအမျိုးကိုအလုံးတပ်ဖြတ်မယ်ဆိုတဲ့အချိန်မှာပြောင်းပြန်ကဲတဲ့အခါကျတော့အဲ့ဒီကဲတင်ချင်းကိုနှစ်တိုင်းပြန်ကျင်းပါတယ်နှစ်တိုင်းအဲ့ဒီဘာပေးကြလဲဆိုလက်ဆောင်တယောက်နဲ့တယောက်လက်ဆောင်ပေးကြတယ်အဲ့ဒီသူတို့ရဲ့ကဲတင်ချင်းသူတို့ရဲ့လွတ်မြောက်ချင်းတယောက်နဲ့တယောက်ကဲပေးကန်စွန်ကျဲချင်းအဖြစ်တော့ကောင်းချစ်မြတ်ပြန်ပြီးဖို့ဝန်နဲ့ချင်းကနေပျော်ရွှင်ချင်းအဖြစ်ပြောင်းလဲနိုင်တဲ့အရာတယောက်နဲ့တယောက်လက်ဆောင်ပေးချင်းကနေအများကြီးပြုလုပ်တာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်လည်းဆင်ခြင်ဖို့ဖြစ်တယ်ယုံကြည်သူတချို့သောသူတွေကကန့်ကွက်ကိစ္စမရှိကန့်ကွက်တဲ့လူတော့ရှိမှာပဲဆိုတော့ကန့်ကွက်လို့ဘာရလဲကောင်းကြီးဖြစ်လားโอเคဆက်ကန့်ကွက်အဲ့ဒါပဲပြီးတော့တချို့သောသူတွေကလူကိုမွတ်စလင်ဘာသာဆိုလို့ရှိရင်လူကိုသူတို့ကလူကိုတတ်လို့ရှိရင်ကောင်းကင်နိုင်ငံသွားမယ်ဒါသူတို့ရဲ့ယုံကြည်ခြင်းဒါပေမဲ့စာတမန်ကတော့ယေရှုခရစ်နဲ့ပတ်သက်ရင်တော့ကန့်ကွက်မယ်နှောက်ယှက်မယ်ဆိုတဲ့အတွေးခေါ်ကအမြဲတမ်းကောင်းထဲမှာရှိတယ်များမကန့်ကွက်နိုင်တော့မှတဖြည်းဖြည်းနဲ့တစ်ဆက်ကလေးကန့်ကွက်မယ်တစ်ဆက်ကန့်ကွက်မယ်အဲ့ဒါနဲ့အဆက်ပေါင်းများတယ်ဆိုလို့ရှိရင်နောက်ဆိုလို့ရှိရင်အင်ကြီးအဖြူကြားထဲမှာအဆက်များတယ်ဆိုလို့ရှိရင်ဘယ်သူမှဝတ်နိုင်တာမဝတ်နိုင်ဘူးဆိုတာစာတမန်ကကောင်းကောင်းသိတယ်အဲ့ဒါကြောင့်စာတမန်တော့ကန့်ကွက်ခြင်းဖြစ်စေခြင်းနဲ့အမြဲတမ်းအသက်ရှင်မယ်ဆိုတော့ကျွန်တော်တို့ကတော့ခရစ်စမတ်အကြောင်းနဲ့ယေရှုခရစ်အကြောင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကအမြဲတမ်းတည်တည်ခံဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်လည်းပြောပြချင်တယ်ရောက်စတဲ့ဖျားသခင်ကောင်းချီးပေးပါစေ